ကမ္ဘာမွေနေ့စီးရင်ဝင်ဖြစ်တဲ့နဂါးလီပွဲတော်တရုတ်ယဉ်ကျေးမှုလက်ရာ Sport and Entertainment ကနေနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာအရှိတန်းယဉ်ကျေးမှုရဲ့ထူးခြားပြီးနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်တဲ့ Dragon Boat Festival နဂါးလီပွဲတော်ကတော်တော်လေးထူးခြားတဲ့ပွဲတော်တစ်ခုပါပဲဒီပွဲတော်ကိုတရုတ်ယဉ်ကျေးမှုရဲ့အရေးပါတဲ့စိတ်ပိုင်းတစ်ခုဖြစ် UNESCO Intangible Cultural Heritage ရင်းမှာပါထည့်သွင်းခံထားတာဖြစ်ပါတယ်ဒီပွဲတော်ရဲ့အဓိကဆွဲဆောင်မှုကတော့လှပတဲ့သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုအစဉ်အလာတွေပါနဂါးလီပြိုင်ပွဲတွေရဲ့နောက်ွယ်မှာရှေးအောင်တရုတ်လူမျိုးတွေရဲ့စွန့်စားမှုတွေယုံကြည်မှုတွေနဲ့ကြပြဆရာတွေရဲ့ပုံမြင်တွေရှိနေပါတယ်ပွဲတော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကစတင်ခဲ့ပြီးအထူးသဖြင့်မျိုးချစ်ကြပြဆရာကျူရန်ကိုဂုဏ်ပြုသောအားဖြင့်ကျင်းပကြတာပဲဖြစ်ပါတယ်ပွဲတော်ရဲ့အဓိကအနှစ်သာရကတော့ရေထဲမှာလီပြိုင်ပွဲတွေကျင်းပတာနဲ့ဝါးရက်နဲ့ထုတ်ထားတဲ့ကြုံစီလို့ခေါ်တဲ့ရိုးရာထမင်းလုံးတွေကိုစားသုံးကြခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီပွဲတော်ကိုကြည့်ရှုခန်းစားခြင်းဟာရိုးရိုးအားကစားပွဲတစ်ခုကိုကြည့်ရှုလာတဲ့ရှေးအောင်တမိုင်းရဲ့သဘာဝကိုပါခန်းစားရလို့ထူးခြားတဲ့ခန်းစားမှုကိုပါပေးစွမ်းနိုင်တာဖြစ်ပါတယ်။ထောင်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပေမဲ့ဒီပွဲတော်ရဲ့စိတ်အားထက်သန်မှုဟာမလျော်ပါပဲယနေ့ခေတ်ထိကမ္ဘာနဲ့ဆက်လက်ရှင်သန်နေပါတယ်။ဒါနဂါးလီပွဲတော်ကိုတရုတ်ယဉ်ကျေးမှုရဲ့အသက်ဝင်လှုပ်ရှားနေတဲ့အမွေအနှစ်တစ်ခုဖြစ်သတ်မှတ်နိုင်ခြင်းရဲ့အဓိကအကြောင်းရင်းပါပဲ။နဂါးလီပွဲတော်ရဲ့အဓိကလှုပ်ရှားမှုကတော့အဖွဲလိုက်ရှင်ပြိုင်တဲ့လေပြိုင်ပွဲပါပဲ။ပြိုင်ပွဲဝင်လေတွေဟာရှည်လျားပြီးလှေဦးမှာတွင်းထူထားတဲ့နဂါးကောင်းပုံတွေပါဝင်တာကြောင့်ရေပေါ်မှာနဂါးတစ်ကောင်တရွေ့ရွေ့သွားနေသလိုမျိုးအမြင်အာရုံကိုဖန်ဆားနိုင်ပါတယ်ဒီပြိုင်ပွဲမှာအောင်မြင်ဖို့အတွက်အရေးကြီးဆုံးကတော့လေပေါ်ပါသူအားလုံးဟာသူတို့ရဲ့လှော်တက်တွေကိုစီးကျက်ညီညီဒီပြိုင်နဲ့လှော်ခတ်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီလေပြိုင်ပွဲဟာအင်မတန်ပြင်းထန်ပြီးစိတ်လှုပ်ရှားစရာကောင်းပါတယ်လေတစင်းစီရဲ့ထိပ်မှာစီးကျက်ဒီးပေးသူဒရမ်မာတဦးပါဝင်ပြီးဒီစီးကျက်တိုင်းလှော်တက်တွေကိုစီးကျက်ညီစွာလှော်ခတ်နိုင်မှသာလေကအမြန်ဆုံးနှုန်းကိုရောက်ရှိနိုင်မှာပါဒီလေပြိုင်ပွဲတွေဟာယဉ်ကျေးမှုဓလေ့တစ်ခုအနေနဲ့ကျင်းပရုံသာမကပဲခေတ်မီတဲ့အဖွဲလိုက်အားကစားပြိုင်ပွဲတစ်ခုဖြစ်လဲတဖြည်းဖြည်းပြောင်းလဲလာပါတယ်အဆုံးသတ်မှာတော့ပြိုင်ပွဲရဲ့ရလဒ်ဟာလူသားတို့ရဲ့စိတ်သက်ခွန်အားနဲ့စုပေါင်းလှုပ်ဆောင်နိုင်စွမ်းအပေါ်မှာပဲမူတည်နေတာဖြစ်ပါတယ် Dragon Boat Festival အန်ဟောစရာအကောင်းဆုံးအချက်ကတော့ဒီပွဲတော်ဟာတရုတ်နိုင်ငံရဲ့နယ်နိမိတ်တွေကိုကျော်လွန်ပြီးကမ္ဘာလုံးဆိုင်ရာအားကစားပွဲတော်ဖြစ်ပြောင်းလဲလာခြင်းပါပဲအခုဆိုရင်နောက်တိုင်းနိုင်ငံတွေဖြစ်တဲ့ဥရောပနဲ့မြောက်အမေရိကရဲ့မြို့ကြီးတွေမှာပါနှစ်စဉ်နဂါးလီပြိုင်ပွဲတွေကိုစီစီကားကားကျင်းပလာကြပါတယ်ဒါကြောင့် Dragon Boat Festival ကလူချင်းချင်းပူးပေါင်းလှုပ်ဆောင်မှုနဲ့စိတ်ဓာတ်ကိုကိုစားပြုတဲ့အတွက်ယဉ်ကျေးမှုဓလေ့တွေကူးလူးဆက်ဆံရမှာအကောင်းဆုံးသောတရားတစ်ခုဖြစ်နေတာကိုပြသနေပါတယ်။နိုင်ငံတကာပရိသတ်တွေအတွက်ကတော့ဒီပြိုင်ပွဲကရိုးရိုးလီပြိုင်ပွဲမဟုတ်ပဲငကားကောင်းတဲ့လေတွေသမိုင်းဝင်ပုံမြင်နေတဲ့ဓလေ့ထုံးတမ်းတွေကိုပါမြင်တွေ့ရတဲ့အတွက်ထူးဆန်းတဲ့ပြိုင်ပွဲတစ်ခုဖြစ်လို့နေပါတယ်။ဒီလိုအားကစားနဲ့ယဉ်ကျေးမှုရောနှောထားတဲ့ပွဲတော်မျိုးဟာသူတို့အတွက်အတွေ့အကြုံတွေကိုပေးနိုင်တဲ့အတွက်ကမ္ဘာနိုင်ငံပရိသတ်တွေကြားမှာနဂါးလီပွဲတော်ရဲ့ကြော်ကြားမှုဟာတစ်နှစ်ထက်တစ်နှစ်ပုံမမြင့်တက်လာနေပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာသုံးသက်ချက်တွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ channel ကို like လုပ်ပြီး subscribe လုပ်ဖို့မမေ့ပါနဲ့ဦးခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်